ဒါကတော့ကြက်သားနှက်ပေါ့နော်ကြက်ကိုမာလာနဲ့နှက်ထားတာလေးတွေပါကြက်သားကိုမာလာနဲ့နှက်ထားတာလေးတွေကိုထည့်မယ်ဖြည်းဖြည်းထည့်မယ်ဟင်းရည်ကတော့အမြဲတမ်းတုံရမ်းဟင်းရည်ပဲယူပါတယ်ကိုကတုံရမ်းဟင်းရည်တိုက်တော့တုံရမ်းဟင်းရည်လေးယူတယ်ကြက်သားနှက်ကလေးတွေကိုထည့်တယ်အကုန်လုံးတစ်ခါလေးထည့်လိုက်ပါမယ်အရင်ဆုံးပေါ့နော်ဒီအောက်ခြေမှာရှိတဲ့ကြက်သားနှက်လေးတွေကိုအရင်ဆုံးဟင်းရည်ပွက်ပွက်ဆူဆိုတဲ့အချိန်မှာထည့်လိုက်ပါတယ်ဒီကြက်သားနှက်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကတော့တစ်ချက်လောက်မှွေလိုက်တယ်မှွေပြီးပြီဆိုရင်ဘာလုပ်မလဲဆိုရင်ဒီပကံလုံးထဲမှာပါတဲ့ငဖယ်လုံးလေးတွေတို့ငဖယ်လုံးလေးတွေဒါထည့်တာပါငဖယ်လုံးထည့်မယ်နောက်ပြီးတော့ကြက်မှုလုံးထည့်မယ်ကနန်းချောင်းထည့်မယ်သူမှာပါတာလေးတွေကိုနည်းနည်းမှွေလိုက်နှောက်လိုက်ပြီးပေါ့နော်မှုလေးတွေထည့်မယ်ကြက်တဲ့မှုလေးတွေနောက်ပြီးလို့ရှိရင်အသီးနှံလေးထည့်မယ်။ငုံရင်းဖြူပေါ့။ငုံရင်းဖြူလေးထည့်ပါမယ်။ငုံရင်းဖြူလေးထည့်မယ်။ထည့်ပြီးပြီဆိုရင်ဆက်ထည့်မယ်ဆိုရင်ဂုံးလေးထည့်လိုက်တယ်။နောက်ပြီးတော့ကြောင်မိုးလေးထည့်လိုက်ပါတယ်။အဲ့ပြီးလို့ရှိရင်သူ့ရဲ့ရွှက်ကလေးတွေတို့ငုံလေးကိုလည်းထည့်မယ်။ကျန်တဲ့အသီးရွက်လေးတွေထည့်ပါဖြစ်ပါတယ်။မိုးလေးထည့်မယ်တစ်ခုချင်းစီထည့်မယ်မှုလေးတွေထည့်မယ်တစ်ခုချင်းစီထည့်မယ်ပြကြရင်ဒီအရွက်ထဲဒီခွက်ထဲမှာရှိတဲ့ဟာတွေပေါ့အရွက်လေးမုံညင်းလေးတွေလည်းထည့်မခက်ညီလေးတွေလည်းထည့်မယ်စခြင်းကတော့အသားကိုအရင်ထည့်လိုက်တယ်ဘာလို့လဲဆိုတော့အသားအရင်နည်းနည်းကြက်ပြီးဆိုမှကျန်တဲ့အရွက်လေးတွေကိုအားတညှိတော့မနန်းတော့ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်ပြပြတာပါအသားကြက်ပြီးဆိုတော့ကြမှာဒီအရွက်ကလေးတွေထည့်ပြီးတော့စားတာပါအခုကတော့ကစွန်းရွက်လေးထည့်ပါမယ်ကစွန်းရွက်ကိုအမာတွေအရင်ထည့်ပြီးတော့မှဒါကစွန်းရွက်ကိုထည့်တာပါကြာဆွဲလေးလည်းထည့်တယ်ပြီးကစွန်းရွက်လေးတွေပြီးပြီဆိုမှစားမှာပါကျေးဇူးတင်ပါတယ်